အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့ရွာမှာတုံးသုံးများနေတဲ့ထမ်းပင်လျှော်လက်တောင်းဆိုတဲ့တောင်းရက်ပုံပေါ့နော်လျှော်လက်ဒီနေ့တောင်းရက်ပုံကိုကျွန်တော်ဗီဒီယိုဖိုင်တင်ပေးသွားမှာဖြစ်ပါတယ်ဒီထမ်းပင်လျှော်လက်တောင်းဆိုတာလက်မှုပညာပေါ့နော်ထမ်းပင်ရဲ့လက်များတွေနဲ့ခုတ်ပြီးတော့မှဆင်းဆင်းလောက်တဲ့တောင်းဖြစ်ပါတယ်ဒီထမ်းပင်လျှော်လက်တောင်းဟာဆိုရင်ကျွန်တော်တို့ဒီနေရာမှာဆိုရင်တော့တောင်းလို့ခေါ်တာပေါ့နော်အကျေဝန်းကကိုကျေကျင်လို့ရတယ်လို့ထဲတဲ့အခါမှာလည်းမြေထဲလို့ရတယ်တီးတီးဝလန်ကြီးထဲလို့လည်းရပါတယ်တီးတီးဝလန်ထဲလို့လည်းရတယ်ဈားထဲမှာမျိုးချိုးလေးပေါ့နော်မျိုးချိုးလေးကိုညှက်ပြီးတော့မှတခြားပေါ့တခြားလေးရတာပါဒါလက်ကတော့ဝင်တာပေါ့နော်ခိုင်တာလည်းရေရှည်တော်တော်လေးကိုခိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ရွာမှာတည်းဒီလိုစော်လက်တောင်းတွေကိုမှာယူနေဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel ထဲမှာ comment မှာလည်းဝင်ပြီးတော့မှာယူလို့ရပါတယ်ဘယ်လိုမှာယူချင်လဲဆိုရင်40 1833 244ကိုလည်းမှာယူဆက်သွယ်လို့ရပါတယ်ကျွန်တော်တို့ရွာမှာဒီလိုတောင်းတွေကိုဓာတ်ရိုက်ပေါ့နော်ဈာပွဲသားမပါဓာတ်ရိုက်မှာယူလို့ရပါတယ်လေသီးတွေထဲလို့ရတယ်အိမ်ပစ္စည်းပေါ့နော်အိမ်ပစ္စည်းတွေလည်းအကုန်ထည့်လို့ရပါတယ်ဒါကတဘာဝနဲ့ပြုတ်ထားဖြစ်တဲ့အတွက်ဆက်ဆက်ရဘေးရွက်ဆိုးကျလည်းလုံးဝမရှိပါဘူးเนาะဒါတော့ရက်နေတဲ့ပုံစံလေးပါကျိုးလေးနဲ့ပေါ့နော်တစ်ချောင်းတစ်ချောင်းရင်ကြာရအမီအားလေးကတော့ဘာလို့မျိုးကျိုးလေးပါချီကျိုးလို့လည်းခေါ်တယ်ချီကျိုးလို့လည်းခေါ်တယ်ဒီလိုကျန်းတဲ့လို့မှားယူနေဆိုလို့ရှိရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်40 1833 244မှာမှာလို့ရတယ်ခဲလို့တောင်းတွေကိုအဲ့လိုကိုယ်တိုင်လုပ်ကြည့်ပြင်နေဆိုလဲလာခဲ့လို့ရပါတယ်ဒီလိုရဲရဖို့တော့ထမ်းမင်ကိုအရင်ဆုံးလက်ကနေပြီးတော့အရင်ဆုံးတက်ရတယ်တက်ပြီးမှတခါရေစိမ်ပြော့နေလေးပြော့သွားပြီဆိုမှရက်လို့ရပါတယ်နော်ဒါလေးတော့အချီကအောက်စာလေးပါဒါအောက်စာလေးပဲရှိပါသေးတယ်နောက်တဲ့ဗီဒီယိုတွေမှာဘယ်လိုတောင်းနေတခြားတောင်းကြီးတောင်းသေးတောင်းဆိုင်မျိုးပေါ့နော်ဗီဒီယိုတွေကိုကျွန်တော်စတင်ပြီးတော့မှာတကယ်လို့အဲ့လိုဗီဒီယိုတွေကြည့်နေတယ်ဆိုတော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးဘေးက music ခေါင်းလောင်းလေးကိုလည်းနှိပ်ပြီးကြောက်ပါကြအောင်ကျွန်တော်ရဲ့ channel မှာဒီလိုတိုးရသဘာလက်မှုပညာလေးတွေတိုးရမှာဘာလို့လုပ်ကိုင်နေကြလဲဆိုတဲ့ဗီဒီယိုလေးတွေကိုတင်ပြသွားမှာဖြစ်ပါတယ်ကိုရီးယားဒါတွေကလုံးနေကြဆိုဒါတွေကနည်းနည်းတော့မြန်သွားတာပေါ့နော်လုံးနေကြကျွန်တော်တို့တိုးရွာတွေမှာလုံးနေကြဆိုတော့ဒါဒီလုံးရင်းနဲ့မြန်သွားတာပါဒီကတော့ဖြည်းဖြည်းပေါ်ရောလေတောင်းကကြီးသွားလေပေါ့ဒါအောက်ချင်မှုဒါသေးလေးလို့ထင်ရတယ်ပေါ်ရောလို့ချင်းကြီးဖြစ်သွားတာစံအိတ်တွေလည်းထည့်လို့ရတယ်လို့မျိုးထည့်လို့ရပါတော့ဒါတွေကတော်တော်ကြီးကိုလုံပါတယ်ခိုင်တာလည်းတော်တော်ကြီးကိုခိုင်နေတာတွေကတစ်ခါဝယ်ပြီးရင်3ရောပဲကျွန်တော်တို့ရွာမှာဒါလည်းမြေတွေထည့်တာပေါ့နော်မြေတွေထည့်တယ်တခြားအိမ်ပစ္စည်းတွေထည့်တယ်အဲ့ဒါမှကဲကိုလိုအပ်မဲ့အိမ်ပစ္စည်းတွေထည့်လို့ရတယ်လက်ကင်နဲ့ချင်းလေးတွေလုပ်လို့ရပါတယ်လက်တော်ဝင်တာပေါ့ဗျာနော်လက်မှုပညာဆိုတော့လေလက်လေးတော့ဝင်တာပေါ့ကျော်ဝင်လေးတိုးသွားပြီဆိုစားပြည့်ပြန်ထည့်ဒါဆိုရင်ကျွန်တော်တို့ဒီရှော့လက်တောင်းလောက်တာဆိုရင်ဘာလို့ရှိပြီပေါ့နော်9နှစ်ကျော်10နှစ်လောက်တော့ရှိပြီပေါ့နော်
တော့ရအောင်ဆိုပေမဲ့နေပူကြီးထဲမှာမလုပ်ရတော့ဘူးဒါတော့ကိုယ်အိမ်ထဲမှာပဲကိုယ်အိမ်မှာထိုင်ပြီးတော့လုပ်ရတဲ့ဟာလေးပါအိမ်ထဲမှာပဲဘယ်နေရာမရွေးလုပ်လို့ရတဲ့လက်မှုပညာလေးပါမြင်နေရတဲ့ဟာလေးကကျိုးလေးပါကျိုးလေးနဲ့စင်းရင်တစ်စင်းအောက်ဖိပြီးသွားတာငွေကြီးအားလုံးကကဲလို့မှားပြီးနေဆိုလို့ချင်းဒီလိုဗီဒီယိုကြည့်နေဆိုရင်ကျွန်တော် channel လေးကို subscribe လုပ်ပြီးသွားကြပါဦးနောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်ဗျာ